တယ်ရှုပ်ကြည့်ချက်ပေးစတာမင်းလည်းဒီလိုတီးလိုက်ပါလားရှောပြီးမတိုင်းဒီအားအားကြုံဖြစ်ကိုကိုအဆိုးတော်မှပြီးတော့ဆိုနေတာစက်တိုင်းခလိုက်တို့မျိုးချမြိုင်တို့အားချပြီးလက်ဆက်တော့ကိုကတယ်လီဖုန်းငါစားတာအဲ့ဒါကြောင့်တော့စက်တွေကြီးတွေလာစမ်းပါလေအမရမတာတဘောလေးတယ်လီဖုန်း PHOဒီမှာတယ်လီဖုန်းလေးငါစားတာခမရဘေးနားမှာလာပြီးဟောင်းဖုန်းကြီးနဲ့ပြောနေကျုပ်ကစီးပွားရေးကပိတ်ပြီပေါ့ဟုတ်ခဏလေးပါခဏလေးပါခဏလေးပြန်ခမရပြောရင်လည်းတူးတက်ကပြောပါဗျာခမနေခမရတို့ကခုနေရရှိရင်ညခမရတို့ဘယ်ရက်ကွက်ကတော့စီးပွားရေးပါစီးပွားရေးခမရစီးပွားရေးဟုတ်တယ်ကျတယ်လီဖုန်းစီးပွားရေးလေဒီမှာလေငါစားတာလေငါစားတော့မန္တလေးဗျာငါစားတော့မန္တလေးအကောင်မနေလို့ကျုပ်ကဟုတ်နေပူမှန်ဆိုလို့ထီးရိတ်လာဆက်တာဘာဖြစ်လို့ဟဲ့လို့ပြောဘလူးရုံနဲ့လူတယောက်ဝါလာရှုံနေလို့အေးမျက်လုံးပြူပြူသွားခေါ်တော်တော်ရုပ်ဆိုးတဲ့လူပါကွာဖုံးတော့ကြရဲလားဘာလားမသိပါဘူးဟာလားဒီမှာနှစ်ပလင်းလောက်ထပ်ပြီးတော့စောင့်ထည့်ပေးလိုက်စမ်းကွာဘလူးရုံနဲ့သခေါ်တယောက်ကငါနှစ်ပလင်းထပ်လောင်းခိုင်းနေတယ်မင်းတို့ပြောနေတာဒါပဲလားဆက်ကိုโอเคစိုက်တယ်ဘလို့မင်းကြည့်ချက်လုပ်လိုက်ကွာအားရလာပြောနေတာတော့မန်းကြီးဒါပဲလားအော်တီလိုက်ကြည့်ပါဦးအယူဘယ်လဲကုမင်းမလေးဟာဒုက္ခပါပဲတော့ပြဿနာနေမရပြဿနာလဲဆိုတာအကျဉ်းလင်းမရဟာလာပြောတာဘယ်လောက်ကြာပြီလဲ36လယူတာဘယ်လောက်ကြာပြီလဲအော်တိတ်မကြာသေးလားခင်ဗျားစဉ်းစားကြည့်တာဒီမှာစီးပွားရေးလုပ်တာဗျာကိုရဲ့ခွင့်လို့ပါလူနေဘောလုံးပွဲတွေလားကားရောင်းပွဲတွေလုပ်တာတိတ်အုံနောက်သုံးလွှားကြည့်လို့ဒါနဲ့နဲ့ကျင်တာခွင့်လို့နော်ရှောက်တရားသိတယ်မကောင်းမှန်းသိတယ်သိခံကြီးကြီးမိုးရဲဆိုလို့ဒီမှာသိခံနေတာဟုတ်ကဲ့ပါတောင်းမှမာတယ်ကျွန်တော်နှစ်ပလင်းနော်နှစ်ပလင်းလားနော်အေးပြောကွာဒီမှာကွာပြဿနာတက်နေတယ်ကွာအေးဟာမကြီးလိုက်လာလို့ပြဿနာတက်နေဘာအင်းဟာမရခေါ်တော့ဒီအသက်ရွယ်လာပါအင်းဟာမကြီးချစ်ကလေးလိုက်လာတယ်ကျွန်တော်တောင်းရတယ်ခေါ်တော့အဲ့ဒါလောက်တာကောလည်းခေါ်တော့ဒေဦးလောင်းပေါက်တယ်ခေါ်တော့ခုလာခဲ့မယ်ပြန်မယ်ကိုပြန်မယ်သွားရလည်းပြန်မယ်သူကလာမောတယ်အဲ့ဒါမျိုးစောစီချက်တယ်တပြားမှလည်းစိတ်မပေါက်သေးဘူးစိတ်မဆိုးနဲ့နော်ဘာချစီးလဲဘာမှယူအဆင်းနေကျွန်တော်ငပလင်းလောင်းလာတယ်နော်ပြောတော့ဟုတ်တော့ချက်တယ်တကားမရှိမောတာကွာအဲ့ဒါအမှန်ကန်သမားအဲ့ဒါ9နာရီအနည်းဆုံးဆက်မဲ့လူဘလောက်ကြာကြာဆက်မဲ့လူသိတယ်အဲ့ဒါလို့အစင်နှမ်းရှိတဲ့လူများကြတော့ကိုင်နာတွေ့တော့ဖုန်းကိုကိုင်နာတွေ့တာအစင်နှမ်းရှိတယ်
ရွှေ့တာအကုန်ကောင်းတယ်ဒါအစင်နဲ့အဲ့ဒါစတန်နဲ့လည်းဆိုင်အဲ့ဒါစတန်နဲ့ညီလေးအခုတည်းကအထိုင်မကြသေးဘူးလားညီလေးအခုတည်းကစကားပြောဖို့အထိုင်မကြသေးဘူးလားနေပူလို့ကိုနေဟိုကနေလားဒီမှာထိလိုက်တယ်ထိလူဟာအဲ့ဒီလိုစတန်နဲ့ရှိရတယ်ပြောတာနေတာထိုင်တာသွားတာဆိုတော့ပြောတာဆိုတော့အရင်စတန်နဲ့ရှိတယ်နေပူလဲကိုရစီးတော့ပြစ်ပါပြီဒါလည်းဟုတ်တယ်သိမကြဘူးကိုပြောညီလေးလွတ်လိုက်တာ3မိနစ်ကိုဟုတ်ကဲ့100ဟောနော်တက်မှလည်းညီလေး1နာရီပြောတဲ့ပြဿနာမရှိဟုတ်ကဲ့10နာရီပြောလို့ရ3မိနစ်ကို100ပြောမယ်နာကိုပြောကိုကိုင်းရှာ1 2 3ကိုင်းတော့နေကျွန်တော်မနေရသေးဘာမှမနေရသေးဘာမှမနေရသေးနှိပ်ပြီးတယ်မဟုတ်ကျွန်တော်နိုင်ငံညာကိုပြောမှာForeignနိုင်ငံညာSingapore Malaysia Hong Kong Taiwan Australia Japan Germany ဘယ်နိုင်ငံကိုပြောမှာကျွန်တော်အစင်ပြေတဲ့နိုင်ငံကိုပြောမှာအခုတတွေးတွေတော်တော်များတယ်ကျုံတဲ့နိုင်ငံကိုပြောလိုက်ကြည့်ဟုတ်ကဲ့ Foreign phone မှာ Foreign phone ဟုတ်ကဲ့ဖုန်းရှင်ဟုတ်ကဲ့Thank you နိုင်ငံညာ call ဆိုနိုင်ငံညာ call Okay အဲ့ဒါစီးပွားလာတာကတက်တာဆိုအဲ့ဒါဘယ်နဲ့ညာတန်းဝင်လဲကိုနိုင်ငံညာတန်းဝင်တာဒီလေဖုန်းကင်ပြီးရနော်ခလုံးနေတာနည်းနည်းလေးလက်ပတ်တွေအဲ့တော့နိုင်ငံခြားအဲ့လိုခေါ်ပါရတာဟာဟိဝင်နေတဲ့နိုင်ငံဝင်ပေါ့ဗျာအများကြီးကြိုက်တယ်ညီလေးအများကြီးအာဆီယံနဲ့ဂျပန်အမေရိကန်ဟောင်ကောင်ထိုင်ဝမ်အများကြီးနေတယ်ကြိုက်တဲ့နိုင်ငံဝင်โอเคဒါပဲတတိတော်ကြီးဟောတယောက်ရတော်ကြီးနေတာညိုညီလေးနိုင်ငံခြားနိုင်ငံလေ foreign လေပြအညိုဝါစားဟုတ် hello မဟုတ် hello ကရိုးလို့ခုနကျွန်တော်တို့ US US the United States or the အညို okay ဟုတ်ပါတယ်ကိုတိန်နာဆယ်စီးကိုကန်းနောင်းကိုပို့လိုက်ဟမ်ဘာကွာဟာရှာမလားအဲ့လိုလုပ်လို့ရမလားအချိန်နဲ့လုပ်တာကွာကိုစဉ်းစားကြည့်ကျွန်တော်တို့အချိန်နဲ့လုပ်လို့သိတယ်မချိုင်းလားဒီချိန်ရောက်လာရင်ဘာလို့မလို့စီပါလို့ဟမ်မင်းတို့ဒါလေးမှနားမလဲဘူးလားဟာအလုပ်လုပ်နေတာကစားနေရမှာမချိုင်းလားတပါလေကွာတပါတော့လေလုံးမရဘူးဒီလိုတော့မလားပြောသိလားနားလေလုံးနားလေလားဟုတ်သိပါမယ်ဟုတ်ဘာကန်းတော့ဝိုင်းချင်လေးတော့ငါပဲချင်ပို့ဘယ်ချင်ပို့ဘယ်နိုင်45မိနစ်ပို့လိုက်ဒါမလို့လားပို့တယ်အဲ့တော့တသက်လုံးမင်းနိုင်ငံမှာဆက်သွယ်လို့ရမလုပ်ဘူးကွာအဲ့ဒီလုံးကိုငါဖြတ်တယ်အားနာတယ်ဗျာနောက်တစ်နိုင်ငံဆက်မှာဟုတ်တယ်မလားမိလေးအဲ့ဒီနိုင်ငံလောက်တဲ့အခုဖိုးအောင်မင်းစတဲ့နိုင်ငံလောက်တဲ့ကဖိုးပြတယ်ငြိနေဒီမှာလုပ်ငန်းမကောင်းလို့တင်းနေနော်လုပ်ငန်းမကောင်းလို့တင်းနေဘာညီလေးဘယ်နိုင်ငံဘာကမောင်မအဲ့ဒီဘာဆိုတဲ့နိုင်ငံမရှိဘူးညီလေးလုံးနဲ့တင်းနေမင်းတို့အဲ့လိုလုပ်ရင်မရမလားမသိကြတာပဲကွာဒီပဲမရှိတာကွာမင်းတို့ဟမ်ငါပြောတယ်တော်ကြီးတဲ့ဒီလုပ်ငန်းကိုလုပ်ရင်ဒီလိုမျိုးပြဿနာတွေဖြစ်လာလဲဆိုတော့မင်းတို့ကြိုးတွက်တာပေါ့ဒါတော့မှန်တာပေါ့လုပ်နေတာလေဒါတော့မရိုင်းတာကလေးလည်းတော့ဒါလုံးတာတော်ပြီရမလားခင်းမလားရဖုံးဖို့ကမထားလိုက်ရမင်းမလားဒီအစင်သားရှိတဲ့လူတွေကြတော့ပြောတော့နိုင်ငံညာဥမာဘာကြီးလဲတော့ပေါ့ဟာစီးပွားတော့ဖြစ်ပြီ